ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ဘိန်းခြံတစ်ခြံမှာဖြစ်ပါတယ်ဒီဒေသကတိုင်းရင်းသားတွေဘာကြောင့်ဘိန်းစိုက်ပျိုးနေရတယ်သူတို့ရဲ့အခက်အခဲတွေဘယ်လိုရှိနေလဲဆိုတာကိုမေးမြန်းပြီးတင်ဆက်သွားမှာပါကျွန်တော်ဘိန်းစိုက်တော့သူဖြစ်ရှင်တော့ပါဘူးဗျာဘာလို့အမခံချက်ပေးနိုင်တဲ့သူတို့စောက်နေပြည့်စုံတဲ့တီးပေါ့နော်လမ်းပတ်တွေကောင်းလာခဲ့မယ်နောက်ပြီးတော့ကျမကြီးအတွက်နောက်ပြီးတော့ပညာရေးအတွက်အားမျိုးတကယ်လို့ပြည့်စုံခဲ့မယ်အဲ့ဒီအမခံစစ်ကွက်ရှိတဲ့တင်းနံတစ်ခုပေါ့နော်အားမျိုးစားသုံးခဲ့ပေးခဲ့မယ်ဆိုရင်တော့တာသမီးတွေစင်ကန်ရှင်တော့ပါဘူးဗျအဲ့ဒီဘင်းစိုက်တယ်လို့ဘာဖြစ်လို့တရားဥပဒေလည်းမကင်းဘူးပေါ့နော်ဒီမိုကရေစီခေတ်နိုင်ငံနဲ့လည်းမကိုက်ညီဘူးပေါ့ဗျာကျွန်တော်အနေနဲ့လူမျိုးသုံးတယ်ကောင်းပေါ့နောက်သွဲစူးကျိုးတွေအများကြီးရှိပါတယ်ဘိန်းစိုက်ပျိုးတဲ့ကြေးရွာအများစုဟာလမ်းပန်းဆက်သွယ်ရေးခက်ခဲပါတယ်ရွာသားတွေကတရားဝင်ကောက်ပွဲသီးနှံတွေစိုက်ပျိုးပြီးရောင်းချစားတောက်မယ်ဆိုရင်လည်းဒေသတွင်းဈေးကွက်မရှိပါဘူးဒါကြောင့်ဈေးကွက်ရှာဖွေစရာမလိုပဲမိသားစုဝမ်းရေးအတွက်ဖြည့်ရှင်းပေးနိုင်မဲ့ဘိန်းကိုယ်တာစိုက်ပျိုးနေကြရတာပါအခုဆိုလဲပညာရေးဆိုလဲတည်တဲ့အတိုင်းပဲလေပစ္စံတွေပေးရတယ်ဒီကဆောင်ခစားစရိတ်တွေအများကုန်တယ်အဲ့ဒါမှစားရတယ်မရဘူးလေတခြားပြတ်တုံဖြူတော့ဆိုင်လဲဆေးမရှိဘူးတောင်းရောင်းဆရာလည်းမရှိဘူးအရင်ကစိုက်ထားတာပြတ်တုံဖြူဆိုအကလုံးတုန်ရတယ်အဲ့လိုမျိုးလေအခုဘင်းအပင်မဆိုင်ရဆိုမျိုးပညာရေးလဲကလေးပညာရေးတွေ့တဲ့ခက်ခဲတယ်အဲ့လိုမျိုးမြန်မာနိုင်ငံဟာကမ္ဘာမှာဘိန်းစိုက်ပျိုးထုတ်လုပ်မှုဒုတိယအများဆုံးနိုင်ငံဖြစ်ပေမဲ့ဘိန်းစိုက်ပျိုးတဲ့မိသားစုတိုင်းစားဝတ်နေအဆင်မပြေကြပါဘူး။ဒါကြောင့်အစိုးရအနေနဲ့ဘိန်းစားထိုးစိုက်ပျိုးရေးလုပ်ငန်းတွေကိုဖော်ဆောင်ပေးဖို့မျှော်လင့်နေကြပါတယ်။တချို့တဲ့ဘိန်းစိုက်တာအကျွေးရည်လေးလေးထူနေတယ်အဲ့လိုမျိုးဖြစ်နေများသောအဖြစ်ဘိန်းလုပ်တဲ့လူတွေက10ဦးမှာ3ဦးတာထေးရင်ထေးတယ်။ကြံတဲ့9ဦးကများသောအကျွေးတင်နေကြတယ်။အစိုးရဘယ်လိုမျိုးဒီနယ်မြေဒေသတစ်ခုမှာကွင်းစင်းပြီးမှဒီနယ်မြေဒေသမှာအဆိုင်တဲ့အပြင်တွေစက်ပြိုးတင်းနံတွေအလားအားပေးပြီးမှစီကွက်ရှာပီတိချင်တယ်ပေါ့အဲ့ဒီမျိုးကြတော့နိုင်ငံအတွင်းဘိန်းစိုက်ပျိုးမှုလျှော့ချဖို့ဆိုရင်ဘိန်းစိုက်တောင်သူတွေရဲ့ဘဝကိုတက်ဆိုင်ရာဝန်ကြီးဌာနတွေကဝိုင်းဝန်းမြင့်တင်ပေးဖို့လိုအပ်တယ်လို့မူရရဲတက်ဖွဲ့စုမှုတူကဆိုပါတယ်အဓိကအပြင်တော့သူတို့ဘဝတွေလူနေမှုဘဝတွေမြင့်တင်မှုကတော့ကျွန်တော်ရေရရှိနောက်ကျွန်တော်ပညာရေးပေါ့တက်ဆိုင်ရာဌာနတွေတော့မှတိတိကျကျဆောင်ရွက်ပေးနိုင်မှုလိုပါတယ်အကြမ်းမာရေးကိုလည်းပဲတိတိကျကျသွားပြီးတော့မှသက်ဆိုင်ရာဌာနတွေကနေတော့မှဆောင်ရွက်ပေးနိုင်မယ်ဘက်စုံကသူတို့တိတိကျကျသွားပြီးတော့ရေရှည်ပေါ့ရေရှည်သွားလုပ်ပေးနိုင်မယ်ဆိုမှဒီဘိန်းစိုက်ပျိုးမှုအခြေအနေဟာကျွန်တော်ကလုံးဝပပျောက်သွားမှာဖြစ်ပါတယ်